အဓိကဘာလာလုပ်လဲဆိုတော့ကျွန်တော် comment ဖတ်တာပဲ right အဲ့လောက်ထိရုပ်ရှင်းပါတယ် comment ဖတ်တာပါ comment ကိုတစ်ကြောင်းချင်းစီဖတ်ပါတယ်ဟို comment message ကိုတစ်ကြောင်းချင်းစီကျွန်တော်ဖတ်ပါတယ်ဟိုဒါကလည်းတကူကတော့ကျွန်တော်စီမှာအခုက client 40လောက်ရှိတယ် level up level 1 level up Thailand level up Cambodia ပေါင်းလိုက်တယ်ဆိုလို့ရှိရင် client 40လောက်ရှိနေတာဆိုတော့ဒါပေမဲ့ still ကျွန်တော် client တွေရဲ့ comments ကိုကျွန်တော်ဖတ်ပြီးတော့ internal team ကိုကျွန်တော်ပြောပါတယ် hello sir Alex marketing strategy တယောက်အနေနဲ့ market နဲ့ consumer customer behavioral changes တွေကိုသိနိုင်ဖို့အတွက် daily monitoring ဘယ်လိုပုံစံလုပ်ရမလဲတဲ့ကျွန်တော်နေရာ3ခုကလုပ်ပါတယ်ဘယ်နေရာတွေကလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ကနေကျွန်တော်လုပ်ပါတယ်နှစ် competitors ရဲ့ page ကနေကျွန်တော်လုပ်ပါတယ်နံပါတ်3ကတော့ကျွန်တော် public access ရှိတဲ့ channel ဆဲကျွန်တော်လုပ်ပါတယ်3မှာမှကျွန်တော်နှစ်ခုထပ်ခွဲတယ်တစ်ခုကကြတော့ group တွေနောက်တစ်ခုက media တွေကျွန်တော်အဲ့ဒီ public ရဲ့ competitor ရဲ့ own ရဲ့ဆိုကျွန်တော်3ခုခွဲလုပ်တယ် own အဓိကဘာလာလုပ်လဲဆိုတော့ကျွန်တော် comment ဖတ်တာပဲ right အဲ့လောက်ထိရုပ်ရှင်းပါတယ် comment ဖတ်တာပါ comment ကိုတစ်ကြောင်းချင်းစီဖတ်ပါတယ်ဟို comment message ကိုတစ်ကြောင်းချင်းစီကျွန်တော်ဖတ်ပါတယ်ဟိုဒါကလည်းတကူကတော့ကျွန်တော်စီမှာအခုက client 40လောက်ရှိတယ် level up level 1 level up Thailand level up Cambodia ပေါင်းလိုက်တယ်ဆိုလို့ရှိရင် client 40လောက်ရှိနေတာဆိုတော့ဒါပေမဲ့ still ကျွန်တော် client တွေရဲ့ comments ကိုကျွန်တော်ဖတ်ပြီးတော့ internal team ကိုကျွန်တော်ပြောပါတယ်ဆိုတော့ဒါက strategist တယောက်အနေနဲ့ကျွန်တော်ကတော့ marketing ကိုဝါသနာပါလုံးတော့ကြတော့ဟိုအဲ့ဒီဟာကိုအများနဲ့ကြည့်နေတတ်တဲ့အကျင့်ရှိအောင်ဆိုတော့အဲ့ဒါလုပ်တယ်အဲ့တော့ကိုယ့်ရဲ့ page ကိုကြည့်ရဆိုလို့ရှိရင်အဓိကဘာမြင်မလဲဆိုတော့ကိုယ့်ရဲ့ brand ရဲ့အားနည်းချက်တွေမြင်ရလိမ့်မယ်အားနည်းချက်ဆိုတာကဘာလဲဆိုတော့ okay ဒီညမှာလဲဟို comment ဖတ်တဲ့နေရာမှာဟိုအုံနောက်နဲ့ဖတ်ပါနှလုံးသားနဲ့မဖတ်ပါနဲ့နှလုံးသား 30% လောက်ပဲသုံးပြီးတော့အုံနောက်90%တော့သုံးပါဘာလဲဆိုတော့အရင်ကြီးသွားပြီးခံစားနေရမှာဆိုလို့ right ဘာလို့အကုန်လုံးကတော်တော်များများဆဲတာ complaint တွေများနေတာဆိုတော့လေအဲ့တော့ဟိုနှလုံးသားနဲ့ 30% လောက်သုံးကိုချင်းစာကြည့်ပြီးလို့ရှိရင်အုံနောက်နဲ့ဘယ် issue ကအရေးကြီးတယ်ဘယ် issue ကအရေးမကြီးဘူးဆိုတာကိုဆုံးဖြတ်ပါဆိုတော့ same thing ပဲကျွန်တော်တို့ competitors ရဲ့competitors ရဲ့ဘယ်လိုခေါ်မလဲဒီပြိုင်ဘက် brand တွေရဲ့တစ်ခုချင်းစီပေါ့နော်ကျွန်တော်တို့ brand A brand B brand C brand D ရဲ့ comments တွေကျွန်တော်လိုက်ဖတ်ပါတယ်ပြီးရင်ကျွန်တော်နောက်တစ်ခုကခုနပြောတဲ့ဒီ public group တွေရဲ့မှာရှိရ group တွေရဲ့မှာဆိုတော့ဥပမာထားပါတော့ကိုက agency ဆိုလို့ရှိရင်လည်းဘယ်လိုခေါ်မလဲကျွန်တော်တို့ agency နဲ့ကိုင်းနိုင်တဲ့ group တွေရှိရဥပမာဒီ marketing နဲ့ပတ်သက်တဲ့ group တွေရှိရပေါ့နော်အဲ့တော့အဲ့ group တွေကိုကျွန်တော်ဝင်ပြီးတော့မှဘာအခက်အခဲရှိနေကြရလဲဥပမာ boosting လား right account ပိတ်တာလားအခုဆိုလို့ရှိရင်ပြဿနာလူမရှိဘူးဆိုတဲ့ issue တွေဖြစ်လာတယ် right boosting ဘိုးတွေဈေးတက်လာဆိုတဲ့ဟာမျိုးဖြစ်လာတယ်စတဲ့ခါတွေပေါ့လေဆိုတော့data တွေကနေပြီးတော့မှကျွန်တော်အနေနဲ့ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာမျိုးကျွန်တော်တွေးတာပါအဲ့လို comment ဖတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာနဲ့သွားပြီးတော့နှိုင်းရှင်လဲဆိုတော့ 7P တွေကျွန်တော်အမြင်နဲ့ရှင်းတယ် 7P ဆိုတာကဒါလည်းသိပြီးသားဖြစ်မှာပါ people price product price place promotion people physical evidence process ဆိုတဲ့ 7P ရှိတယ်စာရသေးရလားဆိုတော့ 7P ကိုချလိုက်ပြီးတော့မှဟုတ်ပြီဒီ comment ကမေးခွန်းလား questions လား negative complaint လား compliment လား compliment ဆိုတာချီးကျူးတာလား general လားဆိုတဲ့ဟာကျွန်တော်ခွဲတယ်ပြီးလို့ရှိရင်အဲ့ဒီ comment က 7P ထဲမှာဘယ်ကိုသွားပြောနေရလဲဆိုတဲ့ဟာကိုကျွန်တော်ခွဲတယ်ဆိုတော့အဲ့လိုခွဲလိုက်ခြင်းအပြင်ကျွန်တော်တို့ကကိုယ့်ရဲ့ own brand မှာဆိုလို့ရှိရင်လည်းကျွန်တော်မြင်ရတယ်လို့ okay ဘယ်နေရာကဘယ်အပိုင်း 7P ထဲကမှာ product အတွက်ကိုလူတွေကအဓိက complaint နေရလားဘာ complaint နေရလဲဆိုတဲ့ဟာမျိုးကျွန်တော်မြင်ရတယ်ပြီးရင်အထူးသဖြင့်ကျွန်တော်ဘာမှသွားပြီးသိထားမိရတယ်ဆိုလေအဲ့ public group တွေထဲမှာဆိုလို့ရှိရင်က consumer trend ကဘယ်ကိုရွေ့နေလဲဆိုတဲ့ဟာမျိုးမြင်ရတယ်
မှာသူတို့အနေနဲ့ဒီမှာထားပါတော့ကျွန်တော်ဆိုလို့ရှိရင်မြန်မာ parenting ဆိုတဲ့ group ဆရာနေပြီးတော့မှကျွန်တော် live ဖတ်တယ်အဲ့တော့မြန်မာ parenting တဲ့ဟာဆိုလို့ရှိရင်သူကယာတီအလိုက်ကိုသူတို့ရဲ့ trend တွေပြောင်းတယ်ဥပမာနှစ်ဆန်းဆိုလို့ရှိရင်ကလေးကြောင်းတက်ဖို့ဘယ်ကြောင်းနေကောင်းလဲပါညာဆက်ဆာမျိုးရှိရယ်မိုးရတီနည်းနည်းဝင်လာပြီဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ trend ပြောင်းသွားတယ်အဲ့အမေစိတ်ပူတာ right သွေးတို့ကွေးတွေဖြားတာတွေနားတာတွေပါညာတွေစရဲဟာတွေသူတို့အဲ့တော့ဟိုအထဲမှာကျတော့အဲ့လိုဘာဘယ်နေရာမှာဘာတွေမေးနေကြလဲဆိုတော့အဲ့လိုမေးခွန်းနေကျွန်တော်ကလိုက်ဖက်ပြီးမှโอเคအမေတွေကဒီချိန်မှာတော့ဒါမျိုးလေးစိတ်ဝင်စားနေကြပါလားဒီချိန်မှာဒါမျိုးစိတ်ဝင်စားပါကြားနေကြပါလားဆိုတဲ့ဟာမျိုးကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးcomment ချိန်မှာကျွန်တော်လိုက်ပြီးတော့လိုက်ကြည့်ရဲ့ပုံစံမျိုးကျွန်တော်တော့လုပ်လို့ရှိရပါလိမ့်